ငယ်လျင်အနေရသတိပြု၍မိတ်ဆွေတို့ခင်ဗျာမနေ့ညကကျွန်တော်တို့မြန်မာနိုင်ငံရခိုင်ပြည်နယ်အမ်းမြို့နယ်အနီးမှာပြင်းအားအလက်စားငယ်လျင်နှစ်ကြိမ်ဇက်တိုက်လှုပ်ခတ်သွားခဲ့ပါတယ်။ဒါဟာကျွန်တော်တို့အရင်ကတည်းကသတိပေးခဲ့တဲ့အထူးစောင့်ကြည့်ရမယ့်ဇုံမှာဖြစ်သွားတာမို့အခုဗီဒီယိုမှာဖြစ်စဉ်ရဲ့အသေးစိတ်နဲ့အနာဂတ်အလားအလာကိုသုံးသပ်တင်ပြပေးသွားပါမယ်။ပထမအကြိမ်ငယ်လျင်ဟာဖေဖော်ဝါရီ3ရက်ည10:04မိနစ်မှာပြင်းအား M5.9 လောက်ခတ်ခဲ့ပြီးဒုတိယအကြိမ်ကတော့18မိနစ်အကြာမှာပြင်းအား M5.2 နဲ့ထပ်မံလောက်ခတ်ခဲ့တာပါငယ်လျင်ဗိုလ်ချက်တွေဟာရခိုင်ရိုးမနဲ့ချင်းတောင်တန်းတစ်ချောင်းမှာရှိတဲ့အင်ဒိုဘားမားထိုးစိုက်ဇုံအတွင်းမှာရှိနေပါတယ်သိပ္ပံနည်းကျသုံးသက်ချက်ဒီဖြစ်စဉ်ဟာဘာကိုပြနေတယ်လဲဆိုရင်မြေအောက်ကအိန္ဒိယကြောက်တုချက်ကြီးကမြန်မာကြောက်တုချက်အောက်ကိုတိုးဝင်နေတာကြောင့်ဖြစ်တဲ့ဖိအားတွေဟာအခုဆိုရင်အပြောင်းလဲတွေစတင်နေပြီဆိုတာကိုပြနေတာပါအချိန်တိုအတွင်းပြင်းအား5အထက်2ကြိမ်ဇက်တိုက်လှုပ်တာဟာဒီဇုံမှာဖိအားတွေပိုများလာတာကြောင့်ဖြစ်ပြီးဒါဟာနောက်ထပ်ကြီးမားတဲ့ငယ်လျင်ကြီးတွေအတွက်ရှည်ရွေးဖြစ်နိုင်ယူကိုလည်းလုံးဝလိလျူရှုထားလို့မရပါဘူးအကြံပြုချက်ဒါကြောင့်ရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းအနောက်ဘက်ခြမ်းမှာရှိတဲ့မိတ်ဆွေများအနေနဲ့နံပါတ်1မိမိတို့အစာအုပ်တွေမှာအကွဲကြောင်းရှိမရှိစစ်ဆေးပါနံပါတ်2ညဘက်မှာငယ်လျင်ထက်လုံရင်ဘေးကင်းရာကိုအမြန်ဆုံးထွက်နိုင်ဖို့လမ်းကြောင်းရှင်းထားပါနံပါတ်3အမြဲတမ်းငုံကွယ်ခိုင်မြင်းအောင်ကန်ဆိုတဲ့နီးလန်းကိုသတိပြုနေထိုင်ကြပါကျွန်တော်တို့ကြောက်လန့်နေဖို့မဟုတ်ပဲကြိုတင်ပြင်ဆင်ထားဖို့လိုတာပါနောက်ထပ်ထူးခြားမှုရှိရင်လည်းကျွန်တော်ချက်ချင်းတင်ပြပေးသွားပါမယ်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေခင်ဗျာကျွန်တော်ကတော့ဖေးတန်းပါ